အားလုံးပဲမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ဒီတစ်ပတ်အတွက်ဗန်ဆာတာကိုခေါ်ချပေးမှာပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေအနေနဲ့ပေါ့နော်အခက်ခဲအကြက်တဲတွေဘလောက်ပဲရှိပေါ့နော်ဒီတစ်ပတ်အတွင်းမှာအခက်ခဲတွေကနေကြော်လန်းနိုင်မဲ့ကန်နေမဲ့အနေထားကိုအများကြီးတွေ့ရတယ်ရှေ့ပတ်တွေမှာပင်မဆင်းရဲတဲ့ဒဏ်တွေစညိခဲရဲ့ဒဏ်တွေပေါ့နော်အများကြီးကြုံတွေ့ခဲ့ရတယ်အခုမှတော့သူကအဲ့ဟာတွေပြီးသွားပြီပေါ့နော်ပြီးသွားပြီကောင်းတဲ့အရာတစ်ခုစတော့မဲ့လုပ်ငန်းဆိုရင်လည်းတချို့လုပ်ငန်းတွေအဆင်မပြေရက်လိုက်တဲ့ဟာတွေရှိမှာပေါ့နော်အဲ့ဟာတွေကလည်းခုနောက်တစ်ခုအသစ်စရမယ့်အနေထားကာလမျိုးစားတွေအများကြီးတွေ့ရတယ်ပေါ့နော်အခုကာလကအသစ်စတင်ခြင်းလုပ်ငန်းတွေနဲ့ပို့ပြီးသူကဆက်ဒီကာလအသစ်စတင်ရမယ့်ကာလအမျိုးစားဖြစ်တယ်လုပ်ငန်းတစ်ခုအသစ်စတင်တာမျိုးလည်းတွေ့ရတယ်ချိုးကကြတော့ဝင်ဖို့ဖြစ်နေတဲ့ကိစ္စတွေပေါ့နော်ဝင်ဖို့ဖြစ်နေတဲ့ကိစ္စတွေကဒီတစ်ပတ်အတွင်းမှာပြီးသွားပြီပြီးစီးသွားပြီအကုန်လုံးအဆင်ပြေသွားပြီနော်ပြီးသွားပြီဆိုလည်းအဓိပ္ပာယ်အများကြီးတွေ့ရပါတယ်တချို့တွေကချစ်သူကြီးစားနဲ့ပတ်သက်ပြီးတော့ကြတော့လမ်းခွဲခဲ့တဲ့လူတွေရှိမှာပေါ့နော်အဲ့လူတွေအတွက်နောက်တစ်ခါချစ်သူအသစ်တရပေါ့နော်တွေ့နိုင်တယ်ချစ်ရမယ့်လူအသစ်တရတွေ့နိုင်တဲ့အနေထားအများကြီးကြုံတွေ့ရတယ်ငွေကြေးအားဖြင့်လေအရင်တစ်ပတ်ကကန်ဆိုးကြမြဒီတစ်ပတ်အတွင်းမှာတော့ငွေကြေးကပြန်ပြီးအဆင်ပြေမဲ့အလားလာမျိုးအများကြီးတွေ့ရပါတယ်တနင်္လာသားသမီးတွေနဲ့ဒီတစ်ပတ်အတွင်းပေါ့နော်ကံကောင်းအောင်ဘာလုပ်တင်လဲဆိုရင်မြတ်စွာဘုရားရှင်ကိုခန္ဓာမှာဘန်ကက်လူပြီးတော့ဆူတောင်းမှာအဲဒါဆိုရင်မိမိတို့အခက်အခဲအကျက်တွေအများဆုံးအဆင်ပြေပါလိမ့်မယ်အားလုံးပဲဆဆရရဆင်ပြေကြပါစေ